အတိတ်ဒေတာကကြည်လီအေးများတဲ့ရေကိုတောက်ပြီးအသက်ပါသွားနိုင်တယ်။အတိတ်ဒေတာကရေခဲတွေကိုပြတ်တန်းစီစဉ်လာတဲ့ကြည်လီအေးများနေတဲ့ရေအေးလေးကတစ်ခွက်လောက်တောက်မှုယုံနဲ့အသက်ပါသွားနိုင်တယ်ဆိုတော့တော်တော်များများကတော့မသိကြပါဘူးရှင်။အဲ့ဒီဒေတာမှာနှင်းနေတဲ့ရေခဲတွေကနှစ်ထောင်ပေါင်းများစွာအေးခဲဖိသိပ်ပြီးတော့တည်ရှိနေတာကြောင့်အဲ့ဒီရေခဲတွေအကြီးပြောပြီးစီစဉ်လာတဲ့ရေတွေကပုံမှန်ချက်တော့ကြည်လီအေးများနေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီရေတွေစီစဉ်လာတဲ့နေရာမှာနှက်ဆိုင်ပြီးတော့ပုံမှန်တိုင်းဆိုရင်တော့မမြင်ရနိုင်တဲ့အကွဲကြောင်းကြီးတွေတွင်းနယ်ကြီးတွေကရှိနေတတ်ပါတယ်။ရေတောက်ချင်စောနဲ့အဲ့ဒီရေခဲတွေနာပြေးသွားပြီးမတော်တဆချီချောကျသွားမယ်ဆိုရင်တော့ရေစည်းတွေလာဖို့ကိုတော့မျှော်လင့်လို့မရပဲအသက်ဆုံးရှုံးသွားမယ်ဆိုတာကတော့အသေးချပါပဲနော်။ဒါတင်မကသေးပါဘူးရှင်။နှစ်ထောင်ပေါင်းများစွာအေးခဲနေတဲ့ရေခဲတွေကအကြီးပြောပြီးတော့စီစဉ်လာတဲ့ရေတွေကလူတွေထင်တဲ့တော့မတန့်ရှင်းလာပါဘူး။ဒီရေတွေထဲမှာအမျိုးမြင်မသိတဲ့သမိုင်းမကျင်ခေတ်ကဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေနဲ့ပုံမားတွေကလည်းတာမန်မျိုးစိမမြင်နိုင်ပေမဲ့အများကြီးပါဝင်နေတတ်တယ်လို့သိရပါတယ်။ဒီလိုရေမျိုးကိုတောက်မိမယ်ဆိုရင်တော့ယောဂတစ်ခုခုသာကုဆက်သွားခဲ့မယ်ဆိုရင်ဖြည့်ဆည်းဆိုတာလည်းရှိမှာမဟုတ်တာကြောင့်ပညာရှင်တွေကတော့ဘာအကြောင်းကြောင့်လဲမှဒီရေတွေကိုစမ်းသပ်မကြည့်ကြဖို့အတွက်အကြံပေးထားတာဖြစ်ပါတယ်။